အားလုံးပဲပေါ့နော်အခုလက်တလောဟော့နေတယ်ပေါ့နော်လွမ်းပိုင်နဲ့ဒါရိုက်တာဆိုတဲ့ဒါပြည်ဟင်းတီဟာလို့ရဲ့တရားပွဲလေးဖြစ်တယ်ပေါ့နော်အားလုံးနားဆင်ကြည့်ပါဦးမြတ်ဒါကတော့ edit တစ်ဖြတ်လေးပေါ့နော်မင်းသမီးခန်းထဲမှာသွားနေပါတယ်ဖင်းကားလေးဝါဟျောင်မင်းရိုက်ရုပ်ရှင်ရိုက်ပွဲမှာမင်းသားနဲ့မင်းသမီးအခန်းပေးဘယ်သူအခန်းကပို့ပြီးတော့ကြီးတယ်မင်းသမီးခန်းကပို့ကြီးပြစောက်ကြောင်းမရှိဘူးအဲ့ဒါငါအခန်းဝါဟျောင်နော်ဒီပဲစောက်ဖို့တာပြောမယ်နော်မသိငါပဲစောက်ကြီးသလားဟိုဒီမှာဟိုစောက်ဟိုငန်းကြောထားတဲ့ပုံစံမျိုးမင်းကောက်လာပြောပါနော်ဒီကိုကြီးပဲရနော်ငါမပြောချင်သေးလို့ပြောမယ်အချိန်ကငါစောက်တယ်မင်းတို့မျိုးစောက်ဒီပဒါလီလာရှောက်ပြောမဲ့ကောင်းမဟုတ်ဘူးနော်မင်းကပတ်စံနေဖြောင်းနေနော်စောက်ကြရတယ်မကောင်းဘူးနော်အဲ့ဒီအချိန်မှာမင်းကောက်ကြည့်မရနိုင်ဘူးဆိုပြီးတော့မင်းကောက်ပြောခဲ့တယ်မင်းကောက်အဲ့ဒီအချိန်မှာမင်းကောက်ကြည့်မရနိုင်ဘူးမင်းအဲ့ဒီအချိန်မှာဒီလိုငေါ့ကိုမပြောတာပြောအဲ့ဒီမှာရှိသေးတယ်ဒီလိုလေးမှာရံဖြစ်တော့က तू ကဝင်ရှင်းပေးလာဖင်ဟန်လို့မင်းဖင်ရွှေရုပ်သွားခတ်လိုက်လို့ရောက်ဒီလိုလေးမှာရံဖြစ်တော့မင်းကိုရှိမနေဘူးအဲ့ဒီမှာမင်းလည်းရှိမနေဘူးမင်းမခန်းထဲမှာပုံးနေတာစောက်ပေါ်နော်အဲ့ဒီလိုလေးမှာရံဖြစ်တဲ့ကိစ္စကလည်းကျွန်တော်ဒါလွမ်းပိုင်ရဲ့ဒါပောက်ကွဲတန်စင်နေပေါ့နော်ပောက်ကွဲတန်စင်နေဒါဘာကြောင့်ပောက်ကွဲလဲဆိုတာကတော့ဒါယောက်ျားတယောက်အနေနဲ့ဆိုရင်တစ်ဖက်လူကကိုယ့်ကိုဒါကွဲရမှာတွေမဟုတ်ဘူးเนาะဒါအဝေးကနေပဲဒီလိုမျိုးတပုတ်လွင်လွင်ပြောတဲ့အပြောပေါ်မှာဒါဘယ်သူမှဆိုပောက်ကွဲကြမှာပဲဖြစ်တယ်ပေါ့နော်သူရဲ့လွမ်းပိုင်ရဲ့ဒါအပြောဆိုတွေဒါအသုံးနှုန်းတွေကတော့ဒါလူကြီးသူမတွေရဲ့နားထဲမှာမိန်းကလေးတွေရဲ့နားထဲမှာတော့ရိုင်းညင်ရိုင်းလိမ့်မယ်ပေါ့နော်ဒါကတော့ယောက်ျားလေးတိုင်းရဲ့တဘာဝပဲဗျဒီလိုမျိုးကလေကျွန်တော်ယောက်ျားလေးတွေမှာဒါလုံးဝမဆဲတက်ဘူးဆိုတဲ့သူကဒါလက်ချိုးယူလို့ရတယ်ပေါ့နော်ခက်ရှားကြပါပေါ့နော်ကျွန်တော်တို့ဆိုလဲဒါပြောမှဆိုရင်မှုန်နေအောင်ဆဲတက်တယ်ပေါ့နော်ဆဲတက်တယ်ဒေါသထွက်ရင်ထွက်သလိုဆဲတက်တယ်ဒါပေမဲ့ကျွန်တော်တို့ကြောက်ဒါကြုံတောင်ဒါလူကြီးသူမရှိမိန်းကလေးတွေရှိတော့တုံတော့မဆဲဘူးပေါ့နော်ဒီလိုယောက်ျားချင်းဖြစ်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုမျိုးတဲ့ပေါ်တင်ချဲရပြီဆိုရင်တော့ဒါအဆဲဆိုတာတော့ဒါဘာကြစမြဲပေါ့နော်ယောက်ျားလေးတော်တော်များများပေါ့နော်လုံးဝနူးညံ့သိမ်မွေးတဲ့ယောက်ျားလေးတွေဒါအိမ်ကိုကြောက်ရပြီးတော့မိဘအုပ်ထိန်မှုအောက်မှာပဲအချိန်ပြည့်ထိန်ချုပ်ခံထားရတဲ့ယောက်ျားလေးဆိုရင်တော့လေဒီလိုမျိုးရှိကြမှာလည်းရှိမှာပေါ့နော်ကျွန်တော်တို့ကတော့ဒါရှင်းတယ်ကျွန်တော်တို့ဒဲသမားတွေဖြစ်တဲ့အတွက်ဒဲပဲ fight တယ်ပေါ့နော်ဒဲပဲကိုလာပြီးတော့ဒါတပုတ်လူလင်ပြောတဲ့အနေထားမှာဒါငြိမ်းနေစရာအကြောင်းမရှိပေါ့နော်ပြောတာတွေကအဓိပ္ပာယ်မရှိပေါ့နော်ဒီကောင်ပြည်ဟင်းတီဟာဆိုတဲ့ဒါဒါရိုက်တာဆိုတာလဲဒါအခုလိုမျိုးတွေသူများမကောင်းကြောင်းတွေရှောက်ပြောကမှဒါဟိုလူသိလာတာပေါ့နော်ကျွန်တော်ဆိုလဲရန်ဒီကောင်ဘာကောင်မှမသိဘူးကျွန်တော်လွမ်းမိုင်မသိခဲ့ကျွန်တော်လွမ်းမိုင် fan တော့မဟုတ်ပေါ့နော်လွမ်းမိုင် fan တော့မဟုတ်ဘူးလွမ်းမိုင်ကိုအရင်တည်းကသိတယ်သူ့ရဲ့သချင်းတချို့လေးကိုကြိုက်တယ်ပေါ့နော်အခုဖြစ်နေတဲ့အနေအထားကိုကြည့်လိုက်လို့ရှိရင်တော့ဒါဟိုကောင်ကဒါမိမလို့မိမနဲ့ဒါနိုင်ငံရခြားကနေလူတိုင်းကိုလိုက်ပြီးတော့တပုတ်လွင်လွင်စော်ကားနေတာပေါ့နော်စော်ကားနေတာဘလို့မှလက်ခံနိုင်တာအကြောင်းမရှိဘူးယောက်ျားတယောက်အနေနဲ့ဒီလိုမျိုးပောက်ကွဲတယ်ဆိုတာဒါဟိုကျွန်တော်တို့စိတ်နဲ့ဆိုရင်တော့ဒါဖြစ်တင်ဖြစ်တိုက်တဲ့ဟိုပါပေါ့နော်အနေထားပေါ့နော်ငါလွှမ်းမိုင်အနေနဲ့ဒါသူကဒဲပဲရှင်းတယ်ဒဲပဲပြောတယ်သူပြောတဲ့စကားအသွားလာတွေအသုံးလုံးတွေဒါကြည့်ရတဲ့ပုံရတော့ဒါသူမဟုတ်မှန်ပြောနေတာမရှိဘူးလို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်ဒါမှန်တယ်မှန်ဘူးဆိုတာကတော့ဒါသူတို့ကိုယ်တိုင်ပဲအသိဆုံးဖြစ်မှာပေါ့ဒါပေမဲ့လူတယောက်ရဲ့အပြုမှုပြောဆိုကိုကြည့်လိုက်ရင်တော့ဒါအကြမ်းမြင့်တော့သုံးသပ်လို့ရတယ်ပေါ့နော်ဟိုကောင်ပြောနေတယ်ဆိုတော့ဟိုကောင်ကနိုင်ငံရခြားနေဒါအဝေးကနေပေါ့နော်ဒါမိမလို့မိမရသဘောလေးလင်းပြောနေတာဒါအတိတ်ပဲမရှိဘူးပေါ့နော်ဟိုဘက်ကကောင်ပြီးတော့အနေထားရဆိုရင်ဟိုကောင်ပြောတဲ့စကားတွေကတောင်စင်ရေမြတွေပေါ့နော်ကြည့်ရမယ်ဆိုရင်ဟိုကောင်ပြောတာတွေကတောင်စင်ရေမြတွေပြောတယ်ပြီးတော့ဒါဟိုဒီထဲမှာမပါတဲ့ဟာပေါ့နော်တစ်ဖြတ်ရှိတယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့လန်စုရတီဆိုကခရိုင်းပြောရရင်ရာသီလာနေတဲ့အချိန်ကိုဒါသူ့ကိုခေါ်ပြီးတော့အတူမအိပ်ရတဲ့အတွက်ပောက်ကွဲပြီးဟိုတယ်တွေကနေအကောက်ဟူရောလုပ်ပြီးထွက်သွားတယ်ဆိုတဲ့အနေအထားမျိုးတွေကလည်းဒါအတိတ်ပဲမရှိဘူးเนาะမင်းမလို့မင်းမရပြောတဲ့စကားမျိုးတွေပေါ့เนาะဒါမျိုးတွေကဟိုလုံးဝမဖြစ်သင့်ဘူးပေါ့เนาะဒီလိုမျိုးဆိုတာသူကသူဗျာသူတို့ဒါသမီးစားကဏ္ဍအကြောင်းမဖြစ်ဘလို့ကဏ္ဍအကြောင်းမဖြစ်ဗျာဟိုအတူပဲနေမအတူပဲမနေနော်ရာသီလာမလာသူဆော့လို့မဟုတ်ပေါ့နော်ဒါယောက်ျားတစ်ယောက်အနေနဲ့ကဒါမင်းမလို့မင်းမပြောစရာအကြောင်းမရှိပေါ့နော်အဲ့တော့ဒီဖြစ်စဉ်မှာဆိုရင်ဒါလွမ်းပိုင်ဒါမှန်တယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်ဒီလိုအပြောဆိုသုံးနှုန်းနေဆဲတာဆိုတာတွေကတော့ဒါဘယ်သူမှဆိုရှိမှာပဲယောက်ျားလေးတွေဒီလိုမျိုးမဟုတ်မကန်စိတ်ရှိတဲ့ယောက်ျားလေးတွေပေါ့နော်ဟိုမှာ
ဆဲဆိုတတ်တဲ့ယောက်ျားလေးကျွန်တော်ဆိုလဲဒါဆဲဆိုတတ်တယ်ဒါပေမဲ့ကျွန်တော်ကသူ့နေပဲနဲ့သူပေါ့နော်တကယ်ပြောမှဆိုရင်ကျွန်တော်ရဲ့ဒါ professional လောက်ကဒါဒီလိုမျိုးအဆဲဆိုအကြမ်းတမ်းနဲ့သွားလို့မရတဲ့အလုပ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပြင်မဟို lifestyle ကတော့ကျွန်တော်ကဟောတိုင်းသမားပဲမဟုတ်မကန်စိတ်ရှိတယ်တဲ့တူတဲ့ပဲသွားတဲ့သူမျိုးဖြစ်တဲ့အတွက်ဒါလွမ်းပိုင်ရဲ့စိတ်နဲ့ကျွန်တော်ရဲ့စိတ်ဒါတူညီတယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်ဟုတ်ဒီဖြစ်စဉ်နေထားမှာဆိုရင်ဒါအကြမ်းမြင့်ပေါ့နော်ကျွန်တော်ဒီကောင်ဟိုကောင်ဒိုက်တာဆိုတဲ့ကောင်ပြောသမျှကိုလည်းကျွန်တော်ရှေးကြီးသူများအကြောင်းပေါ့နော်သူများဟိုကိစ္စမကောင်းတဲ့တင်းမျိုးကိုကျွန်တော်သိစိတ်ဝင်စားတတ်တဲ့သူဖြစ်တဲ့အတွက်အစားဆုံးတော့နားမထောင်ဘူးလွမ်းမိုင်ဒီလိုမျိုးပြန်ခြေပါတဲ့ဟာဗီဒီယိုအဖြတ်လေးတွေဒါကျွန်တော်ကြည့်ဖြစ်တယ်ပေါ့နော်ဒါပါဆိုလွမ်းမိုင်ရဲ့ဒီဟိုတုံ့ပြန်ချက်တွေကိုကျွန်တော်သဘောကျလို့ပေါ့နော်ဒါဆိုယောက်ျားပြီးတော့တုံ့ပြန်တယ်တဲပြောရဲတဲရှင်းတယ်ပေါ့နော်ဒါလွမ်းမိုင်ကဒါပြောမှဆိုရင်ဒါသူ့အနေနဲ့ဒါအနေမှန်တယ်လို့ကျွန်တော်တို့ယူဆတယ်ပထမဒီအင်တာဗျူးကိစ္စမှာတော့ကလည်းဒါသူဆဲတယ်ပေါ့နော်မိမိစပတ်တွေပါဆဲတယ်ပေါ့နော်ဒါလောက်ဆဲတယ်ဆိုတာဒါပြောမှဆိုရင်နည်းသေးတယ်တော့ပြောမှာပေါ့နော်သူ့နေရာမှာကျွန်တော်ဆိုရင်တော့မှအကောင်ပါရရင်မရရင်ဆော့ခွက်ဆွဲလို့ဆိုတဲ့အနေအထားမျိုးတွေဒါဖြစ်နိုင်တယ်ပေါ့နော်ဒါယောက်ျားပြီးစကားချမ်းချမ်းနန်းသုံးပြီးပြောတာပေါ့နော်ကျွန်တော်ဒါပြောမှဆိုရင်ဘာမှဒါဖုံးကွယ်ပြီးပြောနေစရာအကြောင်းပြယောက်ျားစကားပြောတာပေါ့နော်ဒါအဲ့တော့ဒီလိုမျိုးဒါဖြစ်နေတဲ့ဟာတွေကဒါလွှမ်းမိုင်းကိုမကြည်လင်တဲ့သူတွေကတော့လွှမ်းမိုင်းကိုပဲဒါအပြစ်မြင်ကြတာပေါ့နော်ပြောကြတယ်ပေါ့နော်ဒါပေမဲ့ဒါအားလုံးအနေနဲ့ကတော့နော်ဒါဟိုဘက်ဒီဘက်ကိုမျှပြီးတော့တွေးတင်တယ်ပေါ့နော်လူတစ်ယောက်ရဲ့ဒါစင်ញင်ုံတရားနဲ့ဒါဘယ်ဘက်ကမှန်လဲဘယ်ဘက်ကမှားလဲဆိုတာကိုဒါစင်ញင်ုံတရားနဲ့သုံးသပ်ပြီးတော့ဆုံးဖြတ်တင်တယ်ပေါ့နော်တစ်ဖက်တည်းကိုပဲကိုမကြည်လင်တာနဲ့ပဲဒီလူကြီးကိုပဲဝိုင်းပြီးတော့ကိုမကြည်လင်လို့ဝိုင်းတိုက်ခိုက်မယ်ဆိုတဲ့အနေအထားမျိုးကတော့ဒါလုံးဝမဖြစ်သင့်ဘူးเนาะကျွန်တော်ဆိုလဲဒါပြောမှဆိုရင်ကိုဘယ်လောက်ပဲဆော့မင်းကကဘယ်လောက်ပဲမုန်းနေတဲ့ကောင်ဖြစ်နေပါစေပေါ့เนาะဘာလို့မှသူများနောက်ကျော်ဓာတ်နဲ့ထိုးတဲ့ခြင်းမရှိဘူးတဲတူတဲ့ပဲရှင်းတယ်ပေါ့เนาะကျွန်တော်ကဒါကျွန်တော်စိတ်နဲ့တော်တော်များများတူညီလို့ပေါ့เนาะလွှမ်းမိုင်ဖြစ်တဲ့ပုံစံတွေကျွန်တော်နဲ့တော်တော်များတူညီလို့ကျွန်တော်ဒီလောက်ထိစကားရှိဝေးပြောပြနေဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီလိုမျိုးတွေဒီသူဖြစ်နေတဲ့အနေအထားတွေကဒါအားလုံးကသူ့ပဲလာညှိနေလို့ဒီလိုမျိုးဖြစ်နေရတာပေါ့နော်အကုန်လုံးကဒါလွှမ်းမိုင်ရတချို့ကပြောတယ်လွှမ်းမိုင်ရပွဲဖြစ်ဆုံးပွဲရှာနိုင်တော့မမှန်လွှမ်းမိုင်ရှာနေမှာမဟုတ်ပြလွှမ်းမိုင်ကိုလာပြီးပွဲရှာနေကြတယ်လူတွေကလွှမ်းမိုင်ကိုတည်ပြီးတော့ attention လိုချင်နေကြတာပေါ့နော်အဲ့တော့အဓိပ္ပာယ်တော့မရှိဘူးပေါ့နော်ဒါခုနကကျွန်တော်ပြောပြီးပေါ့နော်ကျွန်တော်လွှမ်းမိုင် fan မို့လို့ကျွန်တော်တော်တော်လေးပြောနေမှာမဟုတ်ဒါယောက်ျားတယောက်အနေနဲ့ကျွန်တော်လွှမ်းမိုင်နေရာနေဝင်ခံစားပြီးကျွန်တော်ပြောနေတယ်အဲ့တော့အခုဖြစ်စဉ်နေထားမှာဆိုရင်ဒါလွှမ်းမိုင်အနေနဲ့လုံးဝမမှားဘူးလို့ကျွန်တော်ယူဆတယ်တချို့တွေပြောနေတယ်လို့ပေါ့နော်လွှမ်းပိုင်ရဲ့ဒီ personal ကဏ္ဍတွေကတော့ဒါတကဏ္ဍပေါ့နော်သူကသူဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာသူကသူမိန်းမရေးစားပဲနှစ်ယောက်ပဲထားတာပေါ့နော်မိန်းမပဲနှစ်ယောက်ပဲရှုပ်နော်ဒါကို့အကြောင်းမဟုတ်ဘူးလေဒါသူကိစ္စဒါသူ personal ဘာမှလူတယောက်ကဗျာခရမ်းပြောရင်ဖာကန်စားနေဦးမို့ဖာကောင်းပဲလုံနေဦးတော့ဒါသူကိစ္စကိုကိစ္စမဟုတ်အဲ့တော့ကျွန်တော်တို့မြန်မာလူမျိုးတွေအခုဖြစ်နေတာတခုဆိုပွဲဟိတ်ဆိုတာနဲ့စီကနေပွဲဟိတ်ဆိုတာနဲ့စီကနေဒါအတိတ်ပဲမရှိဘူးเนาะအဲ့ဒီပုံမှာဖြစ်တဲ့ဟိုကြောင်းချင်းရတွေပုံမူတည်ပြီးတော့ပေါ့เนาะဒါဟိုတာလူညီမြပေါ့เนาะတာလူညီမြချင်းချင်းဝေဖန်သုံးသက်ဆုံးဖြတ်တင်တယ်ပေါ့เนาะတစ်ဖက်တည်းကိုပဲတစ်ဖက်ဇောင်းနေတစ်ဖက်ပိတ်ပြီးတော့ဒီလိုမျိုးဖြစ်နေတာဒါအတိတ်ပဲမရှိဘူးပေါ့เนาะအဲ့တော့ကျွန်တော်အခုပြောတာတွေကလည်းဒီလိုမျိုးတစ်ဖက်ပိတ်နေတဲ့လူတွေကိုဒီလိုမျိုးအလင်းရပြီးအမှန်မြင်အောင်လို့ကျွန်တော်တို့ပြောနေရတာဖြစ်တယ်ပေါ့เนาะအခုဖြစ်နေတဲ့ပွဲတော်တော်များများကြည့်လိုက်ရင်မြန်မာလူမျိုးတွေကပြောမယ်ဆိုရင်တချို့ကြတော့လည်းပညာတက်ပြီးတော့အသိဉာဏ်စင်ញုံတွေကနည်းပါတယ်တချို့ကြတော့လည်းပညာမတက်လို့ဒါစင်ញုံတွေကအသိဉာဏ်နည်းပါကြတယ်ပေါ့เนาะအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်လူတယောက်နဲ့တယောက်ကတော့ဒါအုံတော့ဒီဉာဏ်ရည်ချင်းမတူကြဘူးဆိုပေမဲ့ဒီပဂရိအခြေအနေကိုမျက်လုံးနဲ့မြင်ပြီးတော့နော်ဒါမျက်လုံးနဲ့မြင်ပြီးတော့ကိုယ်အုံနောက်ကလေးဘလောက်ပဲရှိပေါ့နော်ဒီရှိတဲ့အုံနောက်လေးနဲ့တွေးတော့ဆင်ခြင်ပြီးတော့ပေါ့ဒါဘယ်ကိစ္စမဆိုသုံးသက်ဆုံးဖြတ်တင်တယ်အခုကျွန်တော်မြန်မာတွေတော်တော်များများဖြစ်နေတာကဘာကိစ္စပဲဖြစ်ဟိုပြောမယ်ဆိုရင်ဟိုခြေနေနဲ့ဒါအကြောင်းချင်းရပုံမူတည်ပြီးတော့သုံးသက်ဆုံးဖြတ်တာမဟုတ်ဘဲနဲ့ဟိုဘယ်လိုလူများရပွဲစီလိုမျိုးဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒါပုံမှန်လင်းဒဲသမားဖြစ်တဲ့အတွက်ကျွန်တော်အခုလည်းဒါဒဲပြောတယ်ကျွန်တော်ကိုဒီလိုမျိုးပြောလို့ဒါဆဲမယ်ဆိုလဲဒါဂိမ်းဆိုင်ပေါ့နော်ကျွန်တော်ကတော့ဒါလူတွေတစ်ဖက်ပိတ်နေတာဟိုဒါအမှန်မြင်စေခြင်းနဲ့စိတ်စေနာကိုရင်းခံပြီးကျွန်တော်ပြောတာဖြစ်တယ်အဲ့တော့ဒီအခုဖြစ်နေတဲ့ဖြစ်စဉ်တွေအနေထားတွေဆိုတာကဒါပြောမယ်ဆိုရင်ဟိုမိတ်ဆွေတို့ဒီညီကိုမောင်မတွေအနေနဲ့ပေါ့နော်ဒီပုံမှာတ
တကယ်အတိတရားရှိနေပေါ့နော်ငါတို့ဒါဒီကိစ္စကသူများပတ်စင်နေဖြစ်တဲ့အတွက်ငါတို့ဒီလောက်ပဲငါတို့ပြောတင်တယ်ဒီလောက်ပဲငါတို့ဝေဖန်တင်တယ်ဆိုတဲ့အနေအထားမျိုးကိုမိမိပေါ့နော်စင်ကျင်တင်တယ်လို့ကျွန်တော်တို့မြင်တယ်အဲ့တော့ကျွန်တော်တို့ဒီ reaction လေးကိုအခုဒီကျွန်တော်ရဲ့ဒီစိတ်စေနာပေါ့နော်ခုနပြောတဲ့တစ်ဖက်ပိတ်နေတဲ့အတွေးခေါ်တွေကိုဒါနည်းနည်းလေးပေါ့နော်ကျွန်တော်ပြောလိုက်တဲ့အပြောကြောင့်နည်းနည်းလေးပဲအမြင်မှန်ပဲရပါပေါ့နော်အဲ့လိုစိတ်နဲ့ကျွန်တော်ပြောဆိုခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ